အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ budget travel guide ကမီရိုပဲဖြစ်ပါတယ်ကျွန်တော်စီမှာရန်ကုန် Vietnam အသွား flight ticket hotel booking for show ပြီးတော့ return flight ticket for show service ယူဆောင်တဲ့ customer ကိုကျွန်တော်လည်းအချိန်ရတာနဲ့ live ပို့ပြတဲ့ video ပဲဖြစ်ပါတယ်နောက်ထပ်ပဲတင်လိုက်ကိုချိုင်းနောက်ထပ်တင်လိုက်โอเคဒီပါလေးစိဒီပါတော့In 200 meters, turn left into traffic light. ဟုတ်တယ်တရားပဲတော့ကျွန်တော် live ပို့တာအေး live ပို့တယ်မှတ်ပုံနေပါလားပါတယ်ဘိုးလေးပါလုံးမပတ်စံတောင်းပေးလိုက်ပါရဲလာရဲဟုတ်တယ်အဲ့ဒီကြည့်ပါ Just to shine အမတ်တရားလားအဲ့လိုဖြစ်သွားတာနာကျွန်တော်တို့ကပြည်လန်းကနေသွားတာဆိုတော့ဟန်တာတွေအဝိုင်းအင်းရကံမှာကိုဖြစ်ဒီခေတ်ကြီးထဲမှာပြောင်းလဲကုန်ပြီရရတယောက်တည်းသွားတာတဲ့အာလာဘတာလာဘပြောရင်းသွားတာကရောက်လို့ရောက်မှမသိ45မိနစ်ဝန်းကျင်လောက်မောပြီးတာနဲ့လေစိတ်ကိုရောက်ပါပြီလက်ရှိချိန်မှာအလဲပဲသွားမဲ့သူတွေကပြန်လာကြပြီမဲ့ဒီလေကားကတော့လူငယ်တွေအတွက်The hardest part is say goodbye at the Yangon airport ပါပဲအားလုံးပဲကျေးဇူးမှုကိုကျေးဇူးတင်ပါတယ်ဗျာ